အဲ့ဒီနေ့ညမှာအမေမရှိပဲအိမ်မှာတယောက်တည်းရှိနေခဲ့တယ်ညလယ်မှာတကားကိုတောက်လို့ခောက်တန်ကြတယ်ဘာလို့လဲအမေပြန်လာပြီလားစိတ်လှုပ်ရှားစွာနဲ့လှမ်းမေးလိုက်တယ်ပြီးတော့တကားရဲ့အတွင်းကနေတဖြည်းဖြည်းချင်းချောင်းကြည့်လိုက်တယ်တကားရှိမှာအမေနဲ့နည်းနည်းတူတဲ့မိန်းမတစ်ယောက်ရက်နေတာကိုတွေ့လိုက်တယ်ဒါပေမဲ့ဒီညမှာအမေကပြန်မလာသေးဘူးလို့ဖုန်းဆက်ထားတယ်လေဒါဆိုတာဘာလို့လဲကျမတကားဖွင့်လိုက်ရင်ကောင်းမလားမဖွင့်ရဘူးလားကျမတကားနောက်ကနေချောင်းကြည့်နေတော့မှာပဲသူကကျမနာမည်ကိုခေါ်လိုက်တယ်အဲ့ဒီမိန်းမကသမီးလို့အမေခေါ်တယ်လို့ခေါ်လိုက်တယ်သူ့အတန်ကလည်းအမေနဲ့တူနေတယ်ဒါပေမဲ့သူ့မျက်နှာကိုကျမကြည့်လိုက်တော့မသိတယ်လို့ဖြစ်နေတယ်သူကပြောတယ်သမီးအမေကိုမှတ်မိတော့ဘူးလားကျမနောက်ကိုနည်းနည်းဆုပ်လိုက်တယ်အဲ့ဒီအချိန်မှာပဲဖုန်းမိလာတယ်ဖုန်းထဲကအတန်ကအမေဖြစ်နေတယ်အမေကပြောတယ်သမီးအမေအိမ်မရောက်သေးဘူးတကားကိုပိတ်ထားနော်တကားလုံးဝမဖွင့်ရဘူးနော်သမီးဒုက္ခပါပဲကျမဘာလို့ရမှမသိတော့တကားရှိကလူနဲ့ဖုန်းထဲကအမေဘသူ့ကိုယုံမလဲကျမဆုံးဖြတ်လိုက်တယ်ကျမကြောက်နေတယ်ဒါပေမဲ့ဖုန်းထဲကနေမမေကထပ်ပြောတယ်တကားမဖွင့်နဲ့နော်သမီးဒီတခါတော့ကျမနားထောင်လိုက်တယ်တကားကိုပြန်ပိတ်ပြီးတော့နောက်ဆုတ်လိုက်တယ်တကားရှိကလူကတိတ်တိတ်ကလေးပြောက်ကွယ်သွားတယ်ခဏကြာတော့မမေတကယ်ပြန်ရောက်လာတယ်ကျမအမေကိုဖတ်ပြီးအားရပါရငိုလိုက်မိတယ်ကဲသားတို့သမီးတို့ရေတကားသာဖွင့်ပေးလိုက်ရင်ဘာတွေဖြစ်လာနိုင်လဲဆိုတာကို comment မှာရေးပေးခဲ့ကြပါနော်လူကြီးတွေမရှိပဲအိမ်မှာတယောက်တည်းရှိနေချိန်မှာမသိတဲ့သူလာလို့ရှိရင်တကားဖွင့်ပေးလို့မရပါဘူးနော်ကဲ၍ဖေဖေတို့မေမေတို့မှာထားတဲ့အတိုင်းမလုပ်ဘူးဆိုရင်အန္တရာယ်တွေရှိနိုင်တယ်နော်နောက်ထပ်ပုံမြင်လေးတွေနားထောင်ဖို့ဒီချက် channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့နော်